Hello မြန်မာခင်ဗျာဒီကကျတော့ကျွန်တော်တို့ High Gen 2019 AC Power Window 4V Auto ကားလေးပဲเนาะဟုတ်ကဲ့ခင်ဗျ2019မှာကားလေးလည်းမဆိုးပါဖြစ်အောင်လေးเนาะဖြစ်အောင်လေးဆိုတော့လဲလှတယ်ရုပ်ပြောင်းလေး Okay အဲ့ဆိုရင်ကျွန်တော်အထဲထဲဝင်ကြည့်မယ်เนาะ Okay ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ Power Window နှစ်ချက်ရှိမယ်ဒီမှာ login လေးဖြစ်မယ်ဟုတ်ကဲ့ကျွန်တော်ကီလိုနေနဲ့ကြတော့ကီလို3,000ကျော်ရှိမယ် AC 4V ကျွန်တော်ဒီမှာ Auto ဖြစ်မယ်ဟုတ်ကဲ့ auto ဖြစ်မယ်နော်ဒီဟာလေးအဲ့ဆိုချင်းင်းလေးပြိုင်မယ်ခင်ဗျချင်းင်းလေးလည်းမဆိုးပါဘူးအဲ့ဆိုကျွန်တော်ဖင်အောင်လေးပြိုင်မယ်နော်ဟုတ်ကဲ့ခင်ဗျနော်ဒီကကျွန်တော်အောက်ဖက်လေးပြပေးတာပါမဆိုးပါဘူးနော်အောက်ဖက်လေးပါနော်ဟုတ်ကဲ့ခင်ဗျဒီကကျတော့သူ့ရဲ့နောက်ကန်လေးပါနော်နောက်ကန်လေးပါရောခင်ဗျနောက်ကန်လေးပါနော်ဒီကသူ့ရဲ့နောက်ကန်လေးအဲ့ဆိုကျွန်တော်အောက်ဖက်လေးပြိုင်မယ်ခင်ဗျOkay ဟုတ်ကဲ့ခင်ဗျာနော်ဒီဟာလေးကကြတော့ဒီဟာနောက်ဖက်လေးပါခင်ဗျာနော်နောက်ဖက်လေးပါပြပါကြည့်ပြီးလို့အထူးကျေးဇူးတင်ပါတယ်